ဟုတ်တယ်မနေ့ပြန် flight နဲ့လာမှာအမလီမြန်မာမုတ်တွေလည်းပါလာတယ်အဲ့ဆိုလည်းပြီးတော့ဒီတစ်ချက်ပစ္စည်းလေးထည့်စရာရှိရလေးတစ်ချက်ထည့်လိုက်မယ်နော်အေးလွမ်းနေပြီမလားဘလွမ်းမြေလက်ဆောင်လေးပါလာတယ်ကျူထန်တွေကရငါတနေမို့အေးလောငါရင်တွေထွေးရင်ဒါလေးအေးနိုင်ငံခြားကပြောကြရင်နော်အဲ့ဟိုလွမ်းနေသေးရဆိုပြီးတော့ဘာလို့မပြန်သေးရလဲအိမ်လွမ်းနေမှန်းဒီတော့လက်ဆောင်လေးတွေပါလာတယ်ရဒီမှာဩနေအောင်တစ်ခုချင်းစီရဲ့အကြောင်းအရာလေးပြပြပေးမယ်သူကနှွေးထွေးအိမ်နဲ့အကြောင်းကြောင့်အိမ်နဲ့ဝေးနေတဲ့အချိန်မှာအပြင်မှာဘာတွေပဲကြုံခဲ့အိမ်ဆိုတဲ့အရေးအောက်ကိုရောက်သွားပြီးလုံခြုံနေနှွေးထွေးရဲ့လို့ခန်းစားရတဲ့နှွေးထွေးအိမ်လေးဝေးကွာနေတဲ့မိဘတွေရဲ့ရင်ခွင်လိုမျိုးချစ်ရသူတွေရဲ့ခရူးဆိုင်တော့ဆိုတဲ့စကားသံလိုမျိုးအိမ်လွမ်းတဲ့ညတွေမှာအခန်းကြီးလေးထဲမှာတယောက်တည်းအထီးမချန်စေဖို့အတွက်နှွေးထွေးအိမ်လေးကိုယူလာပေးရဲ့နော်ဒါလေးကတော့မေတ္တာအိမ်မေတ္တာဆိုတာမျက်စိနဲ့မမြင်နိုင်ပေမဲ့နှလုံးသားနဲ့ထိတွေ့လာတဲ့အိမ်မြမှုတစ်ခုလေမျောလင်းချက်တွေမပါဘဲနဲ့အကန့်အသတ်မရှိစီစဉ်နေရဲ့ငြိမ်းချမ်းမှုလေးကိုမေတ္တာလို့ခေါ်တာပေါ့ဒီအိမ်လေးရဲ့ဘရင်းဘောက်ဝိုင်းဝိုင်းလေးကိုကြည့်လိုက်တိုင်းမှာအကန့်အသတ်မရှိရဲ့မေတ္တာတရားရဲ့ငြိမ်းချမ်းမှုကိုခံစားရစေခြင်းနဲ့ထီးကျန်နေတဲ့နေ့ရက်တွေမှာအိမ်လေးကိုငေးကြည့်ရင်လည်းပျော်ရွှင်သွားစေခြင်းလို့မေတ္တာအိမ်လေးကိုယူလာပေးရဲ့နော်ဒါလေးကတော့ပျော်ရွှင်အိမ်ပျော်ရွှင်မှုဆိုတာပူပင်တော့ကတွေမရှိဘဲနဲ့စိတ်လက်ပေါ်ပါတဲ့ခံစားချက်မလားလောကကြီးကိုဒီပရင်းပေါက်လေးကနေတဆင့်အမြင်သစ်တွေနဲ့ပျော်ပျော်ရွှင်ရွှင်ကြည့်စေခြင်းနဲ့ရိုးရှင်းတဲ့လေးတောက်ပရင်းပေါက်လေးကိုမြင်ရတာနဲ့ဘဝရဲ့ရှုပ်ထွေးမှုတွေအားလုံးပြေလျော့သွားစေခြင်းတလို့အရာရာအဆင်ပြေသွားမှာပါဆိုတဲ့နှစ်သိမ့်ပေးရဲ့တငယ်ချင်းတယောက်လိုမို့ဒီအိမ်လေးကိုကြည့်လိုက်တဲ့စိတ်ထဲမှာကြည်နူးရစေဖို့အတွက်ပျော်ရွှင်အိမ်လေးယူနော်ဘယ်တော့အိမ်ပြန်လာမှာလဲTonight, I was with Louie, say, see, I heard I said, they got it.